Hello， 大家好。今天请您干什么？阿龙就是来拜喏。今天老师讲，grammar 帮你那的课来表现路比嘛吧，主要咯，除了以外所对呗，除了说嘞类比呗，以外说嘞类比呗，喏，看起来那课龙啊类比所的不，不论有东哪里说的切几样喏。nambah 1ကိုကြည့်မယ်ခမများလွဲပြီးတခြားလူတွေအကုန်လုံးတိပြီးသွားပြီဒီကိစ္စကိုပေါ့နော်ဘယ်လိုပြောမလဲအဲ့တော့ဘသူကလွဲပြီးလဲခမများအဲ့တော့လွဲပြီးဆိုတဲ့စကားလုံးရဲ့အနောက်မှာတစ်ခါတည်းထည့်မယ်အဲ့တော့除了你ခမများကလွဲပြီးဒါလို့ဒီကွန်ပျူတာကလွဲပြီးဆိုရင်ဒီကွန်ပျူတာကိုတီးဖို့လိုအပ်ပြီဒီကွန်ပျူတာဆိုတာ这台电脑除了这台电脑ဒီကွန်ပျူတာကလွဲပြီးဟုတ်ပြီနော်အဲ့ဆိုရင်除了你ခမများကလွဲပြီးအဲ့ဒါကိုရီဝိုက်နဲ့ပြန်ထည့်တယ်အဲ့တော့除了နဲ့ရီဝိုက်ရဲ့ကြားထဲမှာကိုပြောချင်တဲ့အရာကိုထည့်မယ်除了你ရီဝိုက်အဲ့တော့အဲ့ရီဝိုက်နေကထဲဖို့လုံးဝထဲရမယ်တော့မဟုတ်မထဲလေဒီစမ်းတန်းကိုဘာမှမပြောင်းလဲစေပါဘူးเนาะအဲ့တော့除了你လို့ပဲပြောလဲရတယ်ဒါမှမဟုတ်除了你以外လို့ပြောလဲရတယ်เนาะ大家都ဆိုလူတွေအကုန်လုံးက都知道了သိပြီလို့ပြောတာเนาะအဲ့တော့除了你以外大家都知道了以外ကိုမထည့်ပြီးနဲ့ပြောရင်除了你大家都知道了လို့ပြောလဲရတယ်ဒါပေမဲ့除了你以外ပြောရင်တော့စမ်းတန်းကပို့ပြောပြည့်စုံသွားတာเนาะအဲ့တော့ကိုပြောချင်တဲ့အရာကို除了နဲ့以外ရဲ့ကြားထဲမှာထည့်လိုက်ပါနော်အဲ့တော့ဆက်ကြည့်မယ်ဒီနေရာလွဲပြီးတခြားအကုန်အဆင်ပြေတယ်ဆိုရင်တော့ဒီနေရာကိုပြောချင်တာဒီနေရာဆိုတာ这个地方ဒါဆိုရင်除了နဲ့以外ရဲ့ကြားကိုထည့်လိုက်除了这个地方以外အခြားနေရာအကုန်အဆင်ပြေရဆိုရင်其他都可以其他ဆိုအခြား都可以ဆိုအကုန်ရတယ်လို့ပြောတာ其他都可以အခြားအကုန်အဆင်ပြေတယ်လို့ပြောတာနော်ဆက်ကြည့်မယ်နော်ကျွန်တော်ခမများလွဲပြီးတော့အခြားတငယ်ချင်းမရှိဘူးပေါ့နော်ခမများတယောက်မရှိရသူပြောမလဲအဲ့တော့你เนาะအဲ့တော့我除了你以外ကျွန်တော်ခမများတယောက်ကလွဲပြီးရင်没有မရှိပါဘူးဘာမရှိရလဲ其他朋友အခြားတငယ်ချင်းဟုတ်ပြီเนาะအခြားကွန်ပျူတာဆိုရင်ရော其他电脑အခြားဖုန်း其他手机เนาะအခြား hand 其他菜ဟုတ်ပြီเนาะအဲ့ဒီမှာတစ်ခါလေဒီအဲ့တော့其他的朋友အခြားတော့တငယ်ချင်း朋友နေရာမှာတခြားအများကြီးအစားထိုးเนาะအဲ့တော့我除了你没有其他的朋友ကျွန်တော်ခမများလွဲပြီးအခြားတငယ်ချင်းမရှိဘူးအောက်ကိစ္စအောက်တခုပြောမယ်နော်ဒီကိစ္စကခမများလွဲပြီးအခြားလူတီးလို့မရဘူးပေါ့နော်အခြားလူတီးလို့မရအောင်နေတီးရင်ရပြီအခြားလူတွေပေးမတီးနဲ့ပေါ့အခြားလူတွေတီးလို့မဖြစ်ဘူးအဲ့ဒါကိုဘယ်လိုပြောမလဲဆိုရင်这件事情除了你ဒီကိစ္စခမများကလွဲပြီးနော်这件事情除了你နော်အဲ့တော့ဒီကိစ္စခမများကလွဲပြီးရင်除了你以外လို့ထည့်လို့ရတယ်ဒါပေမဲ့老师တမင်တဲ့以外ကိုဖြုတ်ထားတာဘာဖြစ်လို့လဲမထည့်လေရလို့နော်အဲ့တော့ခမများကလွဲပြီးလို့ဖြစ်ကြမို့ခမများကိုပြောချင်တော့အဲ့တော့除了你以外这件事情除了你以外ဒါမှမဟုတ်这件事情除了你以外မထည့်လေရတယ်လို့ပြောထားတယ်နော်不能ဆိုတာမရဘူးလို့ပြောတာ让ဆိုတာစေတာအဲ့တော့不能让ဆိုတာမဖြစ်စေရဘူးလို့ပြောတာဘာမဖြစ်စေရပါလဲ其他人အခြားသောလူ知道了သိလို့မရဘူးလို့ပြောတာ不能让其他人知道အခြားလူသိလို့မရဘူးအောက်ဆက်သွားမယ်လာစာလွဲပြီးအခြားအကုန်တက်ကုန်ပြီတက်လို့ရတဲ့ဟာတွေအကုန်လုံးတက်သွားတယ်လာစာလွဲမတက်ဘူးเนาะအဲ့ဒါဘယ်လိုပြောမလဲ除了工资လာစာလွဲပြီးအဲ့တော့အနောက်မှာ以外ထည့်လဲရတယ်မထည့်လဲရတယ်除了工资以外除了工资เนาะ其他的အခြားတော့都涨了အကုန်တက်ကုန်ပြီ涨ဆိုတာတက်ကုန်ပြီเนาะအဲ့တော့အဲ့ရတွေးလည်းတက်ကုန်ပြီခုံစင်းလုံးလည်းတက်ကုန်ပြီရွှေစည်းလည်းအကုန်လုံးတက်ကုန်ပြီဟုတ်တယ်เนาะဒီမှာလာစာတော့မတက်ဘူးပေါ့เนาะအဲ့ဒါဘယ်လိုပြောမလဲဆိုတော့除了工资其他都涨了လာစာလွဲပြီးတော့တခြားအကုန်တက်ကုန်ပြီလို့ပြောတာเนาะအဲ့တော့ဒါဒီနေ့除了以外ဆိုတဲ့စကားလုံးရဲ့အသုံးပြုပုံလေးပေါ့နော်အဲ့တော့ဒါလေးတွေသိဖို့ကလိုအပ်ပါတယ်အဲ့တော့တင်တန်းလေးပဲတစ်ချက်လောက်ဆိုကြော်ညာပေးချင်ပါတယ်နော်အဲ့တော့ဒီရဲ့အခုလို grammar ပိုင်းလေးတွေကိုအထာကြနဲ့ပေါ့နော်အခြေခံကြနဲ့တခြားလေးလာချင်တယ်ဆိုလို့ရှိရင်老师ရဲ့မကြိုင်မှာဖွင့်တော့မဲ့ပေါ့နော်နောက်လ10ရက်နေ့မှာဖွင့်တဲ့ Zoom class လေးကိုလာတက်လို့ရပါတယ်နော်အဲ့တော့အဲ့ class မှာဆိုလို့ရှိရင်တော့老师တို့အပြန်လည်စကားလေးတွေပြောတယ်နောက်တော့ကြာ老师စကားပြောလေးလည်းတခြားလေ့ကျင့်ပေးရပေါ့နော်အဲ့တော့တကယ်တော့ကွာအလုပ်တစ်ဖက်နဲ့မအောင်ဆိုလို့ရှိရင်လည်း video class တွေကိုလည်း join လို့ရတယ်เนาะအဲ့တော့老师တို့နောက် video မှာပြန်တွေ့ပါမယ်大家再见